အောင်စီရတုမြက်ခါချီအောင်ဝေခရုလျာတီအောင်မြေရုစက္ကဝါမဟိအောင်မြင်စရာစကားနဲ့အောင်အတိတ်ခေါ်ပါသည်အောင်မင်္ဂလာတရားနဲ့အောင်နမိတ်တွေပေါ်လာ38ပြာမင်္ဂလာအရင်ထားခဲ့သည်တကယ်မမေ့ကြပါနဲ့အတီ38ပြာမင်္ဂလာအရင်ထားခဲ့သည်တကယ်မမေ့ကြပါနဲ့အတီရှေးကဘာအစကဆရာတွေသုံးညီလောကီမင်္ဂလာထင်ရှားပြီးချက်တွင်မြပါသည်မြတ်ကြားသည်12ပါးလုံအင်းစန္ဒပြရသည်ထူးမြတ်သည်ကောင်းမြတ်သည်တောင်းလိုက်ရာစကြဝဠာမှာတည်အောင်ညောင်းစာသည်ဤတရားနဲ့ညီထားခဲ့ပြီးတရားနဲ့အကြောင်းရင်းယုံကြည်ကောင်းတဲ့ဆုံးပြီးဩဟရိဟရိဒီကာထကျူးလို့ထူးတဲ့မင်္ဂလာယဝိနုပြဒနာနေလာပြတဲ့မင်္ဂလာသည်ကန္နာဝိဇနာနာကိုသာရင်ပြုပါသည်ယဝိနုပြဒနာနေလာပြတဲ့မင်္ဂလာသည်ကန္နာဝိဇနာနာကိုသာရင်ပြုပါသည်ငယ်ဆန်းသေးတာအခြေမြစ်တွေပြတော့ကျေသစ်စီတာမင်္ဂလာပါတီနာကြီးခေါ်ရမင်းသားရိပ်ရရလို့တင်ကြရိတာမင်္ဂလာပါတီပကက်တင်လာတော့ဒေါ်လာကရဏမီတမူလာကတာကွမ်သမေခွန်နာမှန်ပါရီအောင်ညောင်းစာစီနောင်ကောင်းရာရီအောင်ရပါရီနောင်ဝတာရှိအဖုံးမဝလီတရားရေဝေကရှောင်းရှာသွားရည်ဩဟရိဟရိဂါထာလို့နဲ့စည်းစိမ်တွေတို့လို့ယရနာမို့သုံးပြုလို့ရွာမည်စွာဘုရားရုပ်ပွားလေအနေကစားပြင်းရင်းသည်သင်လင်းအောင်ရှင်းပြသည်ဗုဒ္ဓကုသဝန္တမင်္ဂလာသည်တရားတော်များသင်ရှားယုံကြည်ပူဇော်ကရှိဥချီရည်စူးကပူရသည်ဓမ္မကုသဝန္တမင်္ဂလာသည်သဗ္ဗေစိတာဆိုရကတော့သာသနာဝေကံသည်ဝိဝါဟနဲ့အာဝါကပညာမင်္ဂလာသည်ဩနိတိခုရာအရင်ကပြတော့ပညာတမင်္ဂလာခေါ်ပါသည်အောင်မြောက်စာစီနောင်ကောင်းရာသည်အောင်ရပါသည်နောင်ဘဝတာရှိအဖုံးမဝလီဘုရားရေဝေကရှောင်းရှာသွားရသည်ဩဟရိဟရိဂါထာလို့တဲ့စည်းစိမ်တွေတို့လို့ယရနာမို့တို့